ကောင်လေးတယောက်ဟာရီးစားတစ်ခါမှမထားဘူးတာကြောင့်ကျောင်းမှာရှိတဲ့ပျော်ရွှင်နေတဲ့စုံတွဲတွေကိုကြည့်ပြီးသူဟာအယံကိုစိတ်ပြက်နေခဲ့ပါတယ်။တနေ့မှာတော့သူမတက်ရက်နေတော့ကောင်လေးတယောက်ကသူ့ကိုတိုက်မိသွားခဲ့ပါတယ်။အဲဒီကောင်လေးကရီးစားမရှိတဲ့သူ့ကိုတနာသွားတာကြောင့်ကပ်ပြားလေးတစ်ခုပေးခဲ့ပါတယ်။အဲဒီကပ်ပြားပေါ်မှာတော့ချက်ချင်းရီးစားရစီမဲ့ website လိပ်စာတစ်ခုပါရှိပါတယ်။သူဟာအဲဒီ site ကနေဆွဲတာအင်ကြီးတစ်ထည်ကိုဝယ်ယူခဲ့ပြီးဝစ်ဆင်လိုက်တဲ့အခါမှာတော့သူ့ရဲ့ရုပ်ရည်ဟာတခါတည်းပြောင်းလဲသွားခဲ့ပါတယ်။နောက်တစ်နေ့ကျောင်းကိုရောက်တဲ့အခါမှာတော့မင်းကလေးတွေအားလုံးကသူ့ကိုဝိုင်းချစ်ကြပြီးသူ့သဘောကျတဲ့စပင်းအနီအောင်နဲ့မင်းကလေးဟာလည်းသူနဲ့ချစ်သူတွေဖြစ်သွားခဲ့ရပါတယ်။သူတို့နှစ်ယောက်ဟာရုပ်ရှင်အတူတူကြီးအတူတူရှောင်းလိုက်ရင်းနဲ့အရန်ကိုပျော်ရွှင်နေခဲ့ကြပါတယ်။တနေ့မှာတော့သူတို့ရဲ့နှစ်ပတ်လည်နေ့ကိုဆင်နွှဲဖို့အတွက်ချစ်သူမင်းကလေးကအင်ကိုရုတ်တရက်ရောက်လာခဲ့ပါတယ်။ကောင်လေးကလန်သွားပြီးဆွဲတာကိုလိုက်ရှာခဲ့ပေမဲ့အင်ကြီးကအဝိရှော့ဆက်တဲ့ကိုရောက်နေခဲ့ပါတယ်။သူဟာဆွဲတာအင်ကြီးအဆိုကြီးကိုဝစ်ပြီးထွက်ကြွခဲ့ပေမဲ့မင်းကလေးကထူးဆန်းနေတာကိုတတိထားမိသွားပြီးဆွဲတာကိုချွတ်လိုက်တဲ့အခါမှာတော့ကောင်လေးရဲ့ရုပ်ရည်အစစ်မှန်ပေါ်သွားခဲ့ပါတယ်။ဒါပေမဲ့အန်ဩစရာကောင်းတာကမင်းကလေးဟာရေမောပြီးသူမရဲ့ဆွဲတာကိုပါချွတ်ပြလိုက်တဲ့အခါမှာတော့ကောင်မလေးဟာလည်းအရင်တုန်းကလိုရုပ်ချောတဲ့ကောင်မလေးမဟုတ်ပဲသူမဟာကောင်လေးလိုပဲဆွဲတာအင်ကြီးကြောင့်ရုပ်ချောနေတာဖြစ်ပြီးရုပ်ရည်မလှပတဲ့သူတယောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ကောင်မလေးကသဘောကျစွာနဲ့ရီလိုက်တဲ့အချိန်မှာတော့ကောင်လေးဟာလည်းကောင်မလေးနဲ့အတူတူလိုက်ပြီးရင်မောလိုက်ပြီးကောင်မလေးကိုအိမ်အပြင်ကိုကန်ထုတ်လိုက်ပါတော့တယ်။ပြီးတော့ပါပြီ။